နဲ့ဒါမစုံနိုင်ကြတဲ့မောင်နှမတွေပြန်ပြီးတော့စုံပြီးတော့ရိုက်ရတာဆိုတော့ရှူတင်ပြီးတဲ့ချိန်လည်းဒါရိုက်ကူးရေးမဟုတ်တော့တဲ့ချိန်မှာလည်းပျော်ပပနဲ့ဆိုတော့အားလုံးက close fit ပြီးတော့ရိုက်ကူးရေးလောက်တဲ့ချိန်မှာပိုရင်းနှီးရောလေလှုပ်လို့ကောင်းတာပေါ့နော်အဲ့လိုပိုင်လုံးနဲ့ကဒီပုတ်ပားမှာရိုက်ထားတဲ့ကားလေးပေါ့အဲ့ဒါလည်းမကြခင်ထွက်မှာပါဆိုတော့ရိုက်ကူးတော့ပြီးသွားပြီပေါ့နော်တကြံနားနီးတော့လေတကြံကားလေးပေါ့လေဆိုတော့အဲ့ကားလေးလည်းအဲ့လိုရိုက်ကူးပြီးွားရေဆိုတော့မကြခင်ဒါပြိသက်ရှိရောက်မှာပါလို့ရိုက်ကူးပြီးသားထဲမှာအဲ့ကားလေးကလည်းဟိုအရင်သဘောကျတဲ့ကားလေးပေါ့နော်အဲ့လိုလောက်ကွက်လည်းရတယ်သဘောလည်းကျပါတယ်စကားတကားရိုက်လို့ရှိရင်ပေါဝင်တရုပ်ဆောင်နေမှမင်းသားတွေနဲ့ပဲဖြစ်ဖြစ်တခြားဒီတရုပ်ဆောင်တွေနဲ့ပဲဖြစ်ဖြစ်အားလုံးကလူမောင်နှမတွေလိုမျိုးပေါ့နော်ရင်းနှီးနှီးဖြစ်သွားတော့နောက်အဲ့လိုနောက်ကားလည်းဆက်ပြီးတော့ရိုက်ဖြစ်သွားတာပေါ့ driver တွေနဲ့ဆိုလည်းအဲ့လိုပဲဆိုတော့ရိုက်တဲ့ကားတွေကဒီ driver ဆိုရင်နောက်တစ်ခါလည်းဒီ driver ရဲ့လို့ဆက်နေရပါတော့ဆိုတော့အမြဲတမ်းဟိုမောင်နှမတွေလိုမျိုးပေါ့အရင်စကားတကားဖန်တီးတဲ့အခါမှာစေတနာအပြည့်နဲ့တေချာလေးကိုဖန်တီးချလို့လည်းပါပါတယ်။ဒီမှာပြတခြားပုံစံမျိုးပေါ့တယ်ဘယ်လိုဆောင်လို့ဖြစ်သွားလဲ။ကင်းမှာတော့အဲ့လိုမျိုးတခြားပုံစံနဲ့ကွဲထွက်တာတော့အရင်မရှိဘူးပေါ့နော်။သူကတော့ဒါမောင်နှမတွေအားလုံးရဲ့အကိုတွေအားလုံးရဲ့ညီမလေးပေါ့ဒါပေမဲ့တွေးမတော်ဘူးပေါ့နော်ဒါပေမဲ့ဒီညီမပုံစံမျိုးလေးတရုပ်ဆောင်ထားတယ်ပြီးတော့အချိုးခွေလေးတော့ပါတယ်ပေါ့နော်အဓိကတော့အဲ့လိုမေချိုရဲ့မိခင်မြတ်တာဆက်လေးပေါ့ပိုင်လုံးနဲ့ကဒီပုတ်ပားမှာရိုက်ထားတဲ့ကားလေးပေါ့အဲ့ဒါလည်းမကြခင်ထွက်မှာပါဆိုတော့ရိုက်ကူးတော့ပြီးသွားပြီပေါ့နော်ဟုတ်ကဲ့ပြောပြပါဦးဒါတလားတဲ့ဒါမှမဟုတ်ပြန်ရိုက်တာဟုတ်ကဲ့ဟုတ်ပြောဖို့ကောင်းခဲ့ပါတယ်အကားလေးရလေလေသူကတော့ romance drama ပုံစံမျိုးလေးဆိုတော့3ယောက်လုံးအကောင်းဆုံးပေါ့နော်အမားတို့ရောတရုပ်ဆောင်ထားကြတယ်ပေါ့အကောင်းဆုံးတော့ဟိုဒီကားလေးရဲ့ဇလန်းလေးလည်းတော်တော်သဘောကျတယ်ဆိုတာလေဟုတ်ဟုတ်မဆောင်ဘူးတဲ့လူတော့မရှိဘူးအကုန်လုံးနဲ့စုံဘူးတယ်ဆိုတာလေဟုတ်မမနာနဲ့ရောအဆောင်ကလေးရှိတယ်မနဲ့တိတ်ပြီးတော့မစုံဘူးအဲ့လိုတေချာဟိုစုံသွားတဲ့ခံမရှိဘူးပေါ့နော်ပိုင်းနဲ့ပဲစုံတာပုံများတာပေါ့နော်အချမ်းကားလေးဟုတ်တယ်ဟုတ်ဒီတချမ်းတော့ပြောပြပါဦးတချမ်းဝိတ်တယ်ဟိုတချမ်းနားနီးတော့လေတချမ်းကားလေးပေါ့လေဆိုတော့အဲ့ကားလေးလည်းအဲ့လိုရိုက်ကူးပြီးွားရေဆိုတော့မကြခင်ဒါပြိသက်ရှိရောက်မှာပါလို့ရိုက်ကူးပြီးသားထဲမှာအဲ့ကားလေးကလည်းဟိုအရင်သဘောကျတဲ့ကားလေးပေါ့နော်အဲ့လိုလောက်ကွက်လည်းရတယ်သဘောလည်းကျပါတယ်တကြံကတော့တိတ်အများကြီးမရိုက်ဘူးဆိုတော့ဒါလည်းထူးထူးခြားခြားလေးပေါ့ဟုတ်ဟိုတကြံကျတော့လည်းတကြံမှုနဲ့ဟိုတကြံပြီးွားလူတော်ခံစားရတယ်လို့ကိုနဲ့မမြင့်ကိုလည်းတကြံလည်းဟိုဖတ်တရားရှိတယ်ပြောရဲကျန်တဲ့အမှန်တရားတော့အများကြီးတော့မရှိဘူးတကြံမှာအဲ့လိုဖြတ်တန်းဖြစ်တာအိမ်မာနေဖြစ်တာများတယ်ပေါ့နော်ဆိုတော့ဟိုရင်တော့ကပဲဟိုတကြံနဲ့ပတ်သက်အမှတ်တရအများကြီးတော့မပြောတတ်ဘူးပေါ့နော်နောက်အသက်ကြီးလာမှရှိမလားတော့မသိဘူးအခုချိန်ထိတော့တိတခြားတော့မရှိသေးဘူးကျမရီလိုက်ပါရပါအဲ့လိုမျိုးမရှိဘူးရှားရမရအသေးပွဲရတာရှိသေးတယ်အသေးတော့မပွဲချင်ပါဘူးမင်းအဲ့လိုမျိုးကျန်တဲ့ပတ်သက်ကားလို့ဇလန်းလေးတော့မရှိခဲ့လားမရှိသေးဘူးအဲ့လိုမျိုးလေးတော့ဟုတ်ခေါ်ဆောင်လိုက်တော့အဲ့လောက်ရမှာလားလာမနစ်ကိုတွေ့ရကြပြီလာပြောပါစေအဲ့တော့မျိုးကြနေတော့ပတ်သက်ပြီးအဲ့ဆိုရင်ဒီထဲမှာဘလို့ခေါ်ဆောင်တာလဲဘလို့ကောင်မလေးဖြစ်ပါမယ်အဲ့ဒါကျမပြောချင်တယ်အခုမှပြီးရမကြသေးဘူးဆိုတော့လीနော်ဟုတ်မတင်အောင်တဲ့တူရိုက်ရတယ်ဘာလို့လဲရိုက်ရလေးလေးပြောပါတယ်ဘာဖြစ်ဖြစ်လေဟုတ်ကဲ့မင်္ဂလာပါဟာနီလေးမင်္ဂလာပါမမမင်္ဂလာပါဟုတ်အဲ့တော့ဒါမတင်အောင်ဒါပိုင်းတော့လည်းရိုက်ရလေးလေးပျော်ပါတယ်အားလုံးနဲ့ဒါမစုံနိုင်ကြတဲ့မောင်နှမတွေပြန်ပြီးတော့စုံပြီးတော့ရိုက်ရတာဆိုတော့ရှူတင်ပြီးတဲ့ချိန်လည်းဒါရိုက်ကူးရေးမဟုတ်တော့တဲ့ချိန်မှာလည်းပျော်ပပနဲ့ဆိုတော့အားလုံးက close fit ပြီးတော့ရိုက်ကူးရေးလောက်တဲ့ချိန်မှာပိုရင်းနှီးရောလေလှုပ်လို့ကောင်း